ခဲအားလုံးပဲမင်္ဂလာပါကဲလူချင်းမင်းတို့ကိုတောက်ကြနေတော့ကျွန်တော်အနေနဲ့ပြပြပြီးတော့မှာဖြစ်ပါနဲ့မပြပြခင်မှာဒါလူချင်းမင်းတို့ကိုစကားလေးတစ်ခုတော့ပြောလိုက်မယ်လူချင်းမင်းတို့ကိုကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့ဗီဒီယိုတစ်ခုဒါကျွန်တော် game implement ကစားတဲ့ highlight လေးကိုတွားပြဗီဒီယိုမှာ like အသေးပေါ့နော်တရားပြခဲ့ကျွန်တော်ပြပြမယ်ဆိုတော့အထီးကြီး PK calendar ပေါင်းဆက်ပြီးအရာအဲ့ဒီအထက်ကတစ်ခုလာမယ်ဆိုတဲ့ဥစ္စာ17လာပါတယ်ကျွန်တော်ဒီမှာပုံလေးတွေတချို့လေးတွေပြပေးထားတယ်ပေါ့နော်ဒါမှလေးကိုပေးထားတာโอเคသူတို့ကအရင်ကံကောင်းတယ်မနက်ကလည်း3ညပိုင်းဒီညနေကလည်း17ကျွန်တော်ဒီအရှိရကတနင်္လာနေ့ရဆိုတဲ့သူတို့အောင်မြင်မှုရခဲ့တယ်ကလင်နာသမားတွေကပိတ်ရက်ဘလောက်ပဲခံခံမကြောက်ပါဘူးသူရနဲ့သူကအေးစိလုံးလို့ရပါဘောတင်းလာနေမှာဆိုတော့တင်းလာနေကျွန်တော်ဒီပြန်ဖွင့်တဲ့ဂျရာပီနီမှာဆိုလည်းနေ့လယ်ဝညနေအောင်အောင်မြင်တယ်โอเคအဲ့တော့မနေ့ပြန်တော့ကျွန်တော်ရွေးချက်ပေးမဲ့ free money address တော့3 or 8 or 5 385เนาะအဲ့တော့3နဲ့ပတ်သက်ရင်5နဲ့ပတ်သက်ရင်8နဲ့ပတ်သက်ရင်ပြောပြပေးမယ်5နဲ့ပတ်သက်ရင်တော့ကျွန်တော်50လို့ပြီးရင်ကျွန်တော်နေလက်52လို့ကြိုက်ပါလေ5နဲ့ပတ်သက်ရင်တော့အဲ့နှစ်ကွက်လောက်ပဲကြိုက်တယ်ကျန်တာတော့မိတ်ဆွေကြိုက်နေထဲပေါင်း51လို့ပါလို့ပေါ့နော်3နဲ့ပတ်သက်ရင်တော့30လို့35လို့32လို့ကျွန်တော်နေကြိုက်နေတတ်ပါလေ8နဲ့ပတ်သက်ရင်87 85 80ကြိုက်ပါတယ်ခင်ဗျမနေ့ပြန်မှလည်းကျွန်တော်တို့ဒီမာပေါ့နော်တရက်စာအသီးသန့်လေးလာဝင်ပြီးတော့တနေကုန်လုံးပေါက်ချင်တယ်ဆိုတော့ဆရာကလေးနဲ့လက်တွဲဖို့ဖိတ်ခေါ်လိုက်ဘယ်သူမှတော့အတင်းမခေါ်ဘူးယုံကြည်မှုသာအဓိကပဲဆရာကလေးတို့ကအောင်လဲကြာရင်ကြာတယ်ပေါ်တင်မဖြောတတ်ပါလေအဲ့တော့ဒီကနေ့မှတော့မာလေးဘယ်လောက်ထိတော့ဒါပေမဲ့ကျွန်တော်တိတ်အားမရအောင်ညနေခင်းမှာကျွန်တော်ကဒါအရှိမမိတ်ဆွေတို့ပုံသေးလေးပြခဲ့မှာကျွန်တော်က26ကိုကြိုက်တာ 8PK တူတူပဲနော်ထောင်သွားတာ17အရန်ဝယ်ပဲဖြစ်သွားလို့မနေ့ပြန်မှာကွာတနင်္ဂနွေ main ကွက်ယူနေမှာ2ချိန်လုံးအောင်မြင်အောင်လုပ်ပေးအောင်မှာကလင်နာနဲ့ okay လူချင်းတို့စံစားနေတယ်ဆိုတော့လာခဲ့ပေါ့နော် okay ပါအခုလက်ရှိချိန်นี้ဒါမလာဝင်ပြီးတယောက်ချင်းတိုင်းလည်းအထူးကျေးဇူးတင်လို့ကျွန်တော်စီကနေပြီး free အားပေးနေပြီးကျွန်တော် free ဖာတင်မလဲဆိုတော့အမြင်နဲ့အစစအားပေးနေတဲ့ပြည်သက်တယောက်ချင်းတိုင်းလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဟိုဘက်ကောက်လေးမှာလည်းပြီးမကြည့်ဒါ game စားတဲ့ဥစ္စာလေး highlight လေးတင်တဲ့ video လေးလည်းအသေးလေးနဲ့ပေးပါကျွန်တော်တင်တဲ့ video တိုင်းမှာအဲ့အသေး like တာ100ပြည့်ခဲ့မယ်ဆိုတော့ကျွန်တော်မထင်ထားတဲ့ surprise တစ်ခုနဲ့ဒီဘက် account မှာကျွန်တော်မိတ်ဆွေတို့အားလုံးကိုမာတွေပေးတဲ့ share ကိုလာပြီးတော့လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်တယ်လောဆယ်တော့မနေ့ပြန်ကတော့မိတ်ဆွေတို့မလာဝင်တော့2ချိန်လုံးအခွင့်ရင်တော့ share တွေနေရမယ်ကဲမမမွန်တိုင်းညီကောင်မောင်နှမတွေကလည်းတနင်္ဂနွေပေးထားတဲ့3 or 8 or 5အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းလုံးတွေပြပြပေးခဲ့ပါတယ်โอเคပါခုလက်ပါခင်ဗျာကျွန်တော်ကင်းနေဖြစ်ပါတယ်